But I will talk about it and we'll read some verses. နော်တိုးတော်လည်းပဲအဲ့အထက်မှာပါတဲ့အကြောင်းအရာလေးကိုကျွန်တော်ပြောသွားမှာဖြစ်တယ်လို့အချို့သောနှုတ်ကပတ်တော်လေးအထက်ကနေမှကျွန်တော်သွားမှာဖြစ်ပါတယ် So we're talking about Paul. ဒါဆိုကျွန်တော်တို့အားလုံးသိထားပြီးတဲ့အတိုင်းပဲဆက်လက်ပြီးမှကျွန်တော်တမန်တော်ရှင်ပေါလုအကြောင်းကိုကျွန်တော်ဆက်ပြီးမှပြောသွားကြရအောင် Paul was a great man of God. နော်ရှင်ပေါလုပြောတဲ့အခါမှာဖယားသခင်နဲ့ဆိုင်ဖယားသခင်ရဲ့လူဆိုတဲ့အပေါ်မှာအင်မတန်မှအားကြီးတဲ့လူတယောက်ဆိုတော့ကျွန်တော်အားလုံးသိပြီးဖြစ်ပါတယ် But his life was not easy. ဒါပေမဲ့သူ့ရဲ့အသက်တာကိုကြည့်တဲ့အခါမှာလွယ်ကူလာတဲ့အရာတွေမရှိဘူးဆိုတော့ကျွန်တော်တို့အားလုံးသိပြီးဖြစ်ပါတယ် So in chapter 24, we see Paul is in the courtroom. ဒါဆိုရင်ဒီနေ့တမန်တော်ဝတ္ထုအခန်းကြီး24မှာရှင်ပေါလုကတရားရင်ဆိုင်ဖို့ရန်ဆိုတဲ့တရားစီရင်တဲ့နေရာမှာရှိနေတဲ့အချိန်ကိုကျွန်တော်မျက်စိထဲမှာဝင်ကြည့်ရအောင် I won't ask how many have stood before a judge. နော်ကျွန်တော်ကနေပြီးမှတင်တို့ကိုတရားသူကြီးရှေ့မှာဘယ်သူကသွားပြီးမှမတ်တရဖူးတယ်လဲလို့ကျွန်တော်မမေးတော့ပါဘူး Many of us have paid driving နော် tickets. ဒါပေမဲ့လို့ကျွန်တော်နားလည်ထားတာကကျွန်တော်ဒီမှာရှိတဲ့လူတော်တော်များကများသောအားဖြင့်ကျွန်တော်တို့ driving test ဒါမှမဟုတ် driving ဒီ ticket ပေါ့နော်ကျွန်တော်တို့ ticket တွေသွားပြီးမှပေးဆောင်ရတဲ့အခါမျိုးတွေရှိပါပါ The judge will say, "Did you do this?" And you say, "Yes." အဲ့လိုမျိုးတပေးရမယ့်အချိန်ကမှကျွန်တော်တရားရုံးတရားတဲ့အခါမျိုးမှာဆိုရင်တရားသူကြီးရှေ့မှာကျွန်တော်တို့ကနေအပြစ်ရှိလားအပြစ်မရှိဘူးလားပေးဆောင်ရမယ်ဆိုတဲ့ရောက်တိလားဆိုတဲ့အခါမှာကျွန်တော်တို့က yes ဆိုပြီးမှကျွန်တော်နှုတ်ကနေဖြေကြတာဖြစ်တယ် The judge says, "You pay $100 and you go home." တရားသူကြီးဒါဆိုရင်$100ကျတယ်နေပေးပြီးနေပြန်လို့ရပြီလို့ပြောတယ်မဟုတ်ဘူးလား But Paul had already been in prison. ဒါပေမဲ့ကျွန်တော်နားလေထားရမှာရှင်ပေါလုကတရားသူကြီးရှေ့ကိုမရောက်ခင်ကတည်းကသူကအချုပ်အနှောင်ခံနေရတဲ့သူတစ်ယောက်ဖြစ်တယ် And now they bring him before the judge. အဲ့လိုမျိုးအချုပ်အနှောင်ခံတဲ့ရဲ့ထားတဲ့ထဲကနေမှသူ့ခေါ်လာပြီးမှတရားသူကြီးရှေ့မှာအစီရင်ခံရတာဖြစ်တယ် And there were lawyers there. နော်ဒီမှာဆိုတကယ်ပြောမှဆိုအင်မတန်မှတကယ်ကိုကြည့်မယ်ဆိုရင်ခန်းနာတဲ့သူ့ကိုတိတ်တိကျချလေးစီရင်တာဖြစ်ပါတယ် Felix was the judge. နော် Philip လို့ခေါ်တဲ့တရားသူကြီးတယောက်ကိုကျွန်တော်တို့ကြည့်တဲ့အခါမှာ And so the lawyers are very smart. နော် lawyer ဒီလိုမျိုးတရားသူကြီးလို့ပြောတဲ့အခါအင်မတန်မှရှေ့နေကအင်မတန်မှကြည့်တဲ့အခါမှာဒီနေရာမှာရှေ့နေကအင်မတန် smart ဖြစ်တယ်တော်တဲ့ရှေ့နေတယောက်ဖြစ်တယ် So if you get in real trouble, it's worth paying a lawyer. နော်တကယ်လို့ကျွန်တော်တို့တကယ်ပြဿနာအကြီးနဲ့ကြုံတွေ့ရပြီဆိုကျွန်တော်မရှင်းတဲ့အခါမှာရှေ့နေတယောက်ကိုကျွန်တော်တို့ကငွေပေးပြီးမှဖြည့်ရှင်းရတဲ့အတွေ့အကြုံတွေကျွန်တော်တို့ဒီမှာရှိခဲ့တာဖြစ်ပါတယ် So the lawyer said, "Oh, Felix, you're such a great judge. You're နော် wonderful." အဲ့ဒီမှာ lawyer ခုနရှေ့နေကခုနက judge တရားသူကြီးကိုဘာပြောလဲဆိုတော့ "Oh တရားသူကြီးခင်ဗျာတရားသူကြီးမင်းကအင်မတန်မှယိုတီထိုက်တဲ့သူဖြစ်တဲ့အင်မတန်မှကြီးမြတ်တော်မူတဲ့အင်မတန်မှဩဇာအာဏာညောင်းလာပါတယ်ဆိုပြီးမှ lawyer ဖြစ်တဲ့သူကတရားသူကြီးကိုပြောတာဖြစ်တယ် The lawyers want to have Felix feeling good about နော် himself. ရှေ့နေကတရားသူကြီးကိုသူကတကယ်တရားသူကြီးဆိုတဲ့အရာထူးအတိုင်းတကယ်သူ့ကိုသူစိတ်ချယုံကြည်တဲ့လူတစ်ယောက်ကဲ့သို့ဖြစ်အောင်ဆိုပြီးမှ lawyer ဖြစ်တဲ့သူကချီးမြှောက်တာဖြစ်တယ် Because the lawyers are going to speak against Paul and they want the judge on their side. ဘာဖြစ်လို့လဲဆိုတော့သူခဏနေပြောမဲ့ lawyer ရှင်းနေပြောမဲ့အရာကတရားသူကြီးနဲ့စန့်ကျင်ဖက်ပြောရမယ့်အရာဖြစ်တဲ့အတွက်ကြောင့်မို့အရင်ဆုံးရှင်းနေတာတရားသူကြီးရှင်းမှာအယူခံဝင်တာဖြစ်တယ် And then the lawyers start saying, "Oh, he did this and he did that and he did this." အဲ့ဒီမှာစပြီးပြောပြီးရှင်ပေါလုကဘလို့ဖြစ်တယ်သူဒါလုပ်တယ်ဟိုဟာလုပ်တယ်ဟိုဟာဖြစ်ခဲ့တယ်လို့သူပြောတယ် We have to learn that we need to have a clear conscience before God. ဒါကြောင့်ကျွန်တော်တို့ဒီနေ့ဘာကိုတင်ယူရမလဲဆိုလို့ရှိရင်ကျွန်တော်တို့အရောက်စီတိုင်းကဖယားသခင်ရဲ့ရှေ့တော်လို့ခေါ်တယ်ဘုရားရဲ့မျက်မှောက်တော်မှာကိုကျင့်တရားကောင်းဖို့လိုတယ်ဆိုတော့ကျွန်တော်တို့တင်ယူရမှာဖြစ်တယ် So if something goes wrong in our life, we shouldn't get angry. နော်ဒါကြောင့်ကျွန်တော်ရဲ့အသက်တာမှာတစ်ခုခုမားရွံ့တဲ့အခြေအနေနဲ့ကြုံတွေ့လာပြီဆိုရင်စိတ်ဆိုးဖို့ဆိုတဲ့အကြောင်းအရာကိုအလင်းစလို့မဖြစ်ပါစေနဲ့ Sometimes people accuse us
of something that we didn't do. နော်တခါတည်းမှာလူတွေကကျွန်တော်တို့မလောက်တဲ့အမှုရာတစ်ခုပေါ်မှာစွတ်ဆွဲတဲ့အရာလေးတွေသူတို့လုပ်လေရှိကြတယ် I'll say something that's a little sensitive. ဒီနေ့လေးကျွန်တော်ပြောမယ့်အကြောင်းအရာလေးကနည်းနည်းလေးထိခိုက်လွယ်တဲ့ sensitive ဖြစ်တဲ့အရာလေးကိုကျွန်တော်ပြောမှာဖြစ်တယ် Some people here, not some Americans, နော် American ထဲမှာကြည့်တဲ့အခါမှာလူ American တချို့ကိုကြည့်တဲ့အခါမှာ they think refugees come and they don't speak the language, so they think they're dumb. နော်သူတို့ကဘာလဲဆိုတော့ဒုက္ခတွေရောက်လာတဲ့အခါမှာဒုက္ခတွေကသူတို့ရဲ့စကားကိုမပြောဘူးလို့သူတို့စိတ်ထဲကတွက်ထားရင်ဒီဒုက္ခတွေကအင်မတန်မှဒဏ်ဖြစ်တယ်ပြောချင်တာအတုံးတယ်ဘောနော်အဲ့လိုပြောကြတယ် I met a Muslim man, and I talked to him for an hour in my office. နော်ကျွန်တော်လူတယောက်ကိုတွေ့တယ်သူကမွတ်စလင်လူမျိုးမွတ်စလင်ဘာသာကိုကိုယ်တဲ့သူတယောက်ဖြစ်တယ်သူကိုကျွန်တော်တွေ့တဲ့အခါမှာသူနဲ့ကျွန်တော်တနားကြီးကြာတော့ကျွန်တော်စကားပြောကြတယ် And at the end of our conversation, I said, do you have a job? Are you working? နော်ကျွန်တော်အဲ့လိုစကားတွေပြောပြီးမှတနားကြီးကြာသွားပြီးတဲ့အခါကျွန်တော်သူ့မေးနင့်မအလုပ်ရှိသလားအလုပ်လုပ်လားလို့ကျွန်တော်သူ့မေးခွန်းမေးပါတယ် He said, I'm a doctor at the နော် hospital. ကျွန်တော်ကဆရာဝန်တယောက်ဖြစ်ပါတယ်တဲ့ဆေးရုံမှာအလုပ်လုပ်နေတဲ့ဆရာဝန်တယောက်ဖြစ်ပါတယ်လို့သူကကျွန်တော်ဖြေပါတယ် I was the dumb one. နောက်ဆုံးတော့ကျွန်တော်မေးတဲ့သူကပဲလူသုံးလူအတယောက်ဖြစ်သွားပါတယ် Just because people don't speak the same language, other people think they don't know anything. အဲ့လူတစ်ခါတည်းမှာကျွန်တော်တို့ကလူတယောက်ရဲ့အကြောင်းဆိုတာကိုမသိဘဲနဲ့ဒီလူရဲ့အခြေအနေပေါ်မှာတွားပြီးမှ judge တွားပြီးမှစီရင်လေးရှိတယ်အဲ့ဒီတွေ့ကြုံမျိုးကျွန်တော်တို့ရှိမှဖြစ်ပါတယ် And so refugees get frustrated. ဒါကြောင့်ကျွန်တော်ဒုက္ခတယ်လို့ပြောတဲ့အခါမှာဒီလျာဒီအကြောင်းလေးကိုတွေ့တယ်ကြားတယ်ဆိုတဲ့အခါမှာစိတ်ရှုပ်ထွေးမှုလေးတွေရှိကြတယ် I have a friend, he says, I don't talk to those people. He a Burmese friend. He said, I don't talk to those people because they're all dumb. နော်သူကျွန်တော်တကယ်ချစ်တယောက်ရှိတယ်ကျွန်တော်သူတို့နဲ့စကားမပြောဘူး refugee နဲ့စကားမပြောသူတို့ကအင်မတန်သုံးရတဲ့လူတွေဖြစ်အင်မတန်သုံးတဲ့လူတွေဖြစ်တယ်လို့ပြောတယ် He was talking about American people. နော်သူပြောတာဘယ်လိုပြောနေလဲ American လူမျိုးတွေပြောနေတာ So sometimes you're accused of something that you never did. နော်တခါတည်းမှာကျွန်တော်တို့ကသူများကိုရိုးစွတ်တယ်ဆိုတဲ့နေရာမှာသူတို့ရိုးစွတ်တဲ့အတိုင်းပဲမဟုတ်နေဘူးဆိုတာကိုသူတို့မသိကြဘူး So to say refugees are dumb because they don't speak English is wrong accusation. ဒါကြောင့်မို့ကျွန်တော်ပြောချင်တာကဒုက္ခတွေဖြစ်လို့အင်္ဂလိပ်စကားမပြောတတ်တဲ့လူတွေလို့ဆွဆွဲတာကဒါမာရွေးနဲ့ဆွဆွဲမှုဖြစ်တယ်လို့ကျွန်တော်ပြောချင်တာဖြစ်တယ် But we don't have to get angry in a situation ဒါ like ပေမဲ့ that. ကျွန်တော်တို့ဖက်ကခုနက refugees လို့ပြောဒုက္ခတွေလို့ပြောတဲ့ဖက်ကဒီအကြောင်းအရာကိုပြောတယ်ကြားတယ်ဆိုတဲ့အပေါ်မှာစိတ်ဆိုးဖို့ခုနကဒီစိတ်ပြောမယ်ဆို angry ဒေါသမဖြစ်ဖို့လိုတယ်ဆိုတော့ကျွန်တော်ပြောချင်တာဖြစ်တယ် Jesus was accused of a lot of things he didn't do. နော်တခင်ယေရှုကိုကြည့်တဲ့အခါမှာသူမလှုပ်ဘဲနဲ့မြောက်များစွာသောအကြောင်းအရာတွေနဲ့သူ့ကိုရိုးစွတ်ကြတယ်ဆိုတာကိုကျွန်တော်အားလုံးသိပြီးဖြစ်ပါတယ် But he knew something. ဒါပေမဲ့သူသိနေတာတစ်ခုရှိတယ် Jesus knew he didn't do those နော် things. တေချာတော့သခင်ယေရှုကသူတို့ပြောတဲ့လူမျိုးလုံးဝမလှုပ်ဘူးဆိုတာကိုတော့သခင်ယေရှုအတိအကျသိခဲ့တဲ့ဘုရားဖြစ်ပါတယ် If we know things are not true that people are saying, we don't have to get ဒါ angry. ကြောင့်ကျွန်တော်တို့သိတယ်လူတစ်ယောက်ကကျွန်တော်တို့မလှုပ်ပဲနဲ့လှုပ်တယ်လို့ဆွတ်ဆွဲတဲ့အခါမျိုးမှာကျွန်တော်တို့ကရုပ်တရက်ဒေါသနဲ့တုတ်ပြန်ခြင်းဆိုတဲ့အရာမရှိဖို့လိုတယ်လို့ပြောချင်တာဖြစ်တယ် Let's read Acts chapter 24, verse 16. ဒါဆိုရင်ကျွန်တော်တို့တမန်တော်ဝတ္ထု24ထဲကနေမှာ16အခန်းလေးပဲကျွန်တော်တို့ကြည့်အောင်နော်16မှာဘယ်လိုပေါ်ပြထားလဲဆိုတော့ထို့ကြောင့်တဲ့ဖယားသခင်ကိုပြစ်မှားပြီးလူတို့ကိုပြစ်မှားပြီးကိုယ်စိတ်နှလုံးဒီကိုယ်၌အပြစ်တင်ခွင့်နဲ့အစဉ်ကင်းလွတ်မည်အကြောင်းအကျွန်ုပ်ဒီကြိုးစားအားထုတ်ပါ၏ So Paul was accused of things he didn't do, but his heart was right before God. ဒါတော့ရှင်ပေါလုကသူမလုပ်ဘဲနဲ့သူကိုရှင်းနေကဆွတ်ဆွဲပေမဲ့လို့သူဒီတဲ့ဖယားသခင်နဲ့သူကြားမှာရှိတဲ့အရာကမှန်ကန်ဖြောင့်မတ်တယ်ဆိုတာကိုတော့ရှင်ပေါလုအတိအကျသိတာဖြစ်တယ် So as you all know, the world is not fair. အားလုံးသိတဲ့အတိုင်းပဲလောကကြီးကမ္ဘာကြီးကိုကြည့်တဲ့အခါမှာအခုချိန်မျိုးမှာဆိုအင်မတန်မှ
တရားမျှတခြင်းမရှိတဲ့အဖြစ်အပျက်မျိုးလို့ဖြစ်နေတယ်ဆိုတာကျွန်တော်အားလုံးသိပြီးဖြစ်တယ် Paul knew he did not do all the things they were saying. ဒါကြောင့်ရှင်ပေါလုလည်းသိတယ်သူတို့ပြောနေတဲ့အရာတွေသူတစ်ခုမှမလုပ်ဘူးဆိုတာကိုရှင်ပေါလုအသိအကြသိနေတယ် So Paul had to go before all these leaders and all these judges for something he never did. နော်ဒါကြောင့်ရှင်ပေါလုကခုနကတရားသူကြီးတွေခေါင်းဆောင်တွေဒီလူမျိုးလူတွေရဲ့ရှေ့မှာသူမလောက်ပဲနဲ့သူ့ကိုတက်တက်ဆွဆွဲပြီးမှဒီနေရာကိုခေါ်လာကြတာဖြစ်တယ် But these people looked at Paul and said, he's this kind of a man. ဒါဆိုရင်လူတွေခုနတရားသူကြီးတဲ့ခေါင်းဆောင်တွေအမှရှိတဲ့လူတွေကသူ့ကိုကြည့်တဲ့အခါမှာခုနကရှေ့နေဆွဆွဲတယ်လို့မျိုးဒီလူကဒီလိုမျိုးပဲလားလို့ထင်ကောင်းထင်မှာဖြစ်တယ် They didn't like what he was preaching. နော်သူဟောပြောတဲ့တရားကိုဒီလူတွေဒီခေါင်းဆောင်တွေမကြိုက်ဘူးဆိုတာကိုပြောတာဖြစ်တယ် But they can't put him in jail for preaching something they don't like. ဒါပေမဲ့လို့သူတို့ကရှင်ပေါလုဟောပြောတဲ့အကြောင်းအရာနဲ့ဆိုင်လို့ထောင်ထဲကိုထေရလောက်အောင်အပြစ်မရှိဘူးဆိုတာတော့သူတို့အတိအကျသိတယ် So these smart lawyers are bringing other accusations where they could put Paul in ဒါ jail. ကြောင့်မလို့ခုနက smart lawyer တော်တဲ့ရှင်းတွေကဒီရှင်ပေါလုရဲ့အမှုကိုမဖြစ်အောင်ကြီးသွားအောင်အမှန်ဖြစ်အောင်ဆိုပြီးမှတရားသူကြီးရဲ့အရှိမတရားသူကြီးကိုသွားပြီးမှအရင်ဆုံးဖားပြီးမှပြောရတာဖြစ်တယ် So if you're in front of the judge and the lawyer, one man says, you did all these နော် things. ကျွန်တော်တို့တရားသူကြီးရှိတယ်မှာလူတရားသူကြီးရှိမှာရှင်းတွေကလူတယောက်တူတာတွေတိုင်းလောက်တယ်လို့ပြောတဲ့အခါမှာ A good judge will say, prove it. နော်ဒါဆိုရင်တရားသူကြီးကဒါဆိုရင် तू ပြောတာဆိုတာဟုတ်မဟုတ်တက်တည်ပြပါလို့ပြောလို့ရှိတယ် You say he stole something, show me how he ဟို stole မှာ it. तू ကခိုးတယ်ဆိုလို့ခိုးတယ်လို့ပြောတဲ့အခါမှာဒါဆိုရင်ခိုးတဲ့အထောက်ထားနဲ့ညီတဲ့အရာကိုငါ့ကိုပြပါလို့တရားသူကြီးကမင်းရမှာဖြစ်မင်း Do you have a witness that said, I saw him steal it? ဒါမှမဟုတ်ရင် तू ခိုးတယ်ဆိုတဲ့အပေါ်မှာတက်တဲ့အထောက်ထားရှိသလားဒါပြောပါလို့တရားသူကြီးကမင်းမှာဖြစ်တယ် The judge wants to see evidence. တရားသူကြီးကတက်တဲ့အထောက်အထားကိုတွေးချင်တဲ့လူဖြစ်ပါတယ် But now Felix was a politician. ဒါကြောင့်ဖိလစ်ဒီမှာပြောတဲ့ဖိလစ်ကိုကြည့်တဲ့အခါမှာဖိလစ်ကတိုက်တာပြောသူကနိုင်ငံရေးသမားတစ်ယောက်ဖြစ်ပုံရတယ် So politicians, he wants to be friends with everybody. နော်နိုင်ငံရေးသမားလို့ပြောတဲ့အခါမှာလူတွေနဲ့သူကမိတ်ဆွေဖွဲ့ရတယ်ဆိုတဲ့အပေါ်မှာတာ၍မြတ်နိုးတဲ့သူဖြစ်တယ် But the lawyers don't have evidence. ဒါပေမဲ့အခုခုနက lawyer လို့ပြောတဲ့အဲ့ဒီရှင်းနေကဘာတက်တီအထောက်အထားမှမရှိဘဲနဲ့ရှင်ပေါလုကိုဆွဆွဲတယ်ဆိုတာကျွန်တော်တွေ့ရတယ် Let's read John chapter 15, verse 20. ကျွန်တော်တို့what John 15, verse ရှင်ယောဟန်ခရစ်ယာန်အခန်းကြီး15အငယ်20ကိုကျွန်တော်တို့အားလုံးဒီကဖတ်ရအောင်ယောဟန်15:20မှာကျွန်ဒီမိမိသခင်နဲ့တာ၍ကြီးမြတ်မည်မဟုတ်ဘူးငါပြောခဲ့ပြီးတော့စကားကိုအောင်းပေးကြတော့သူတို့ဒီငါကိုညှင်းဆဲလေသင်တို့ညှင်းဆဲကြလိမ့်မည်ငါစကားကိုနားထောင်ရင်သင်တို့၏စကားကိုနားထောင်ကြလိမ့်မည် So here we are. We're all good Christians. ဟုတ်တယ်ဒီမှာပေါ်ပြတဲ့အတိုင်းပဲကျွန်တော်တို့အရောက်စီတိုင်းကကောင်းသောခရိယာန်တွေလို့ပြောပေမဲ့လို့ We're all happy serving ဟုတ်တာ Jesus. ဟောကျွန်တော်တို့အားလုံးကတကယ်ဝမ်းမြောက်ပျော်ရွှင်စွာနဲ့သခင်ယေရှုရဲ့အမှုတော်မြတ်မှာပါဝင်နေတဲ့လူတွေကြီးပဲ But then somebody says something about somebody here. ဒါပေမဲ့လို့လူတစ်ယောက်ကညီမအခြားသူတစ်ယောက်ကိုမဟုတ်တာရောဟုတ်တာကိုပြောလိုက်တဲ့အခါကျရင် They might come to me. အဲ့ဒီမှာတရားခုနကတင်းအုပ်ဆရာဆိုတဲ့ရှိတဲ့လူကျွန်တော်ဆောင်သူတို့ကလာကြမှာဖြစ်တယ် They'll say, Pastor, you know what your wife did? နော်ဆရာတီလာဆရာရဲ့မိန်းမဘာလုပ်တယ်လဲတီလာ I saw her with another man. သူမဒီတခြားသောယောက်ျားတစ်ယောက်နဲ့သူတွားတယ်တွေ့တယ်ကျွန်တော်တွေ့တယ် And they were hugging. သူတို့တစ်ယောက်နဲ့တစ်ယောက်ဖက်ထားကြတယ်လို့ကျွန်တော်စီလာပြောမယ် So I have to say, do you have evidence? ဒါဆိုကျွန်တော်ကမေးတယ်ဒါဆိုမင်းပြောတဲ့အပေါ်မှာအသက်တွေအထောက်ထားရှိသလား I saw her. ကျ
ကျွန်တော်သူ့ကိုတွေးကျွန်တော်တွေးတာကိုပြောတာ Who was the man? ဒါဆိုရင်ဘယ်သူနဲ့လဲ She said, here, look at my phone. I have a picture. တွေ့လာဒီမှာကျွန်တော်တွေ့ရတော့ဒီမှာတွေ့ရုံမကောက်ကျွန်တော်ဓာတ်ပုံတော့ရိုက်ထားတယ်ဒီမှာကြည့်ဓာတ်ပုံထဲမှာကြည့် Now, before they came to me, they told a lot of people. နော်ကျွန်တော်စီကိုမရောက်ခင်မှာဒီခုနကလာပြီးတိုင်တဲ့လူကတခြားသူတွေစီမှာတွားပြီးမှဒီအကြောင်းအရာကိုပြောပြီးသား I look at my phone, at their phone. ကျွန်တော်သူ့ရဲ့ဖုန်းကိုကျွန်တော်ကြည့်လိုက်တယ်သူရိုက် They took a picture of my wife hugging another man. ကျွန်တော်ရဲ့အမျိုးသမီးကတခြားယောက်ျားနဲ့ဖက်နေတယ်ဆိုတဲ့ပုံကိုရိုက်ထားတယ် I said, do you know who that man is? ဒါဆိုကျွန်တော်ကမေးတယ်ဒါဆိုအဲ့ဒီယောက်ျားဘာတူလဲသိလား No, I never saw him. ကျွန်တော်သူ့ကိုမသိဘူး I said, that's our son. ငါရဲ့သား But everybody else that they told thinks my wife was hugging a strange man. ကျွန်တော်ရဲ့ဆရာတင်းရုပ်ဆဲအမေမျိုးသမီးကတခြားယောက်ျားနဲ့ဖက်နေတယ်ဆိုတဲ့အကြောင်းအရာကကျွန်တော်စီမလာခင်ကတည်းကအားလုံးကိုသူပြောပြီးသား She did nothing wrong. ဒါမှကြည့်တဲ့သူမတဲ့ဘာတစ်ခုမှမာတာမဟုတ် But now the whole community is talking. ဒါပေမဲ့လို့ the whole community ဒီမှာရှိတဲ့လူတွေအားလုံးကပြောနေကြပြီဒီအကြောင်းအရာကို What should she do? သူမဘာလို့လို့လဲ Oh, get angry. အဲ့ဒီမှာစိတ်ဆိုးလာတယ်မဟုတ်ဘူးလား She comes to me. Who said သူ that? မကျွန်တော်စီလိုက်မှာဘယ်သူပြောတာလဲနင်းကို Or, ဒါမှမဟုတ်ရင် like သ Jesus, ခင်ယေရှုကဲ့သို့ပဲ say nothing. ဘာမှမပြောဘဲနဲ့နေလိုက်ရမှာလား She doesn't have to fight against a lie. သူမကနေမှသူမမဟုတ်တဲ့အရာအပေါ်မှာတွားပြီးမှတိုက်ပွဲဝင်ဖို့ရမလိုဘူး Her heart is right before နော် God. ဘာကိုပြောချင်လဲဆိုသူမနှလုံးသားကဖျားနဲ့တစ်ထက်တည်းရှိတဲ့အခါမှာတွားပြီးမှဒီအကြောင်းအရာကိုဖြေရှင်းဖို့ရ She does not have to explain to everybody who it ဘယ် was. သူစီကိုတွားပြီးမှဒီအကြောင်းအရာကမဟုတ်ဘူးဒါငါသားဆိုပြီးမှလဲတွားပြီးမှဖြေရှင်းဖို့ရအကြောင်းလည်းမရှိတော့ Jesus never got angry about people talking about ယေ him. ရှုခရစ်လူတွေသူ့ကိုဘလောက်ပြောပေမဲ့လို့သူကဒုတာနဲ့ဘယ်တော့မှမတုတ်ပြန်ဘူးဆိုတော့ကျွန်တော်အားလုံးသိပါတယ် That is called meekness. ဒါကိုတကယ်ကိုပြောမယ်ဆိုဒါကလူသားဆန်တဲ့အကြောင်းအရာပဲ Meekness is power under control. ပြောချင်တဲ့အဓိပ္ပာယ်ပြောချင်တယ် sorry အဲ့ဒီအကြောင်းအရာကဒီဖြစ်လာသမျှအကြောင်းအရာကြီးပေါ်မှာထိန်းချုပ်နိုင်တဲ့စွမ်းအားတကူကိုပြောတာဖြစ်တယ် When they hung him on the cross, when they hung Jesus on the cross, ကျွန်တော်တို့တွေ့ဖို့မှာတကယ်ယေရှုခရစ်ကားတဲ့မှာထိတ်ဆွဲထားတဲ့အကြောင်းအရာကိုကြည့်တဲ့အခါမှာ some said, why doesn't he call down angels to help တကယ် him? ယေရှုဖျားဆိုရင်ဘာဖြစ်လို့ကောင်းကင်တမန်တွေကိုခေါ်ပြီးမှအဲ့ဒီကားတဲ့ဘုကနေဆေးဖို့ရတယ်ဘာလို့သူကမမျောတာလဲမဆုတောင်းတာလဲ He could have killed all the Roman soldiers. သူကိုတတ်တဲ့ရောမစစ်သားတွေအားလုံးကိုသူကဖျားဆိုရင်တတ်လိုက်လို့ရတာပဲ He never got angry. ဖျားသခင်လို့ပြောတယ်တခင်ယေရှုကလုံးဝကားတဲ့ဘုံမှာတစ်ချက်လေးတော့မှသူကမစိတ်ဆိုးပါဘူး He never said, I'm going to get every one of you. သူကကားတဲ့ဘုံနေတို့ကတော့ငါတနည်းကြရင်နေတို့ကတော့ငါဘယ်လိုဖြစ်မယ်ဆိုရင်မှတခါမှလည်းမဆွဆွဲပါဘူး Being faithful to God sometimes causes problems. ဒါကြောင့်မို့ကျွန်တော်တို့ဖယားနဲ့တာမှန်ကန်မယ်ဆိုလို့ရှိရင်ပြဿနာတွေဘလောက်ပဲကြီးနေပါစေအဲ့ဒီပြဿနာတွေအားလုံးကိုဖြေရှင်းနိုင်တယ်ဆိုတော့ကျွန်တော်နားလည်ရမှာဖြစ်တယ် When we are right before God, the devil gets very angry. အဲ့တော့ကျွန်တော်တို့ဖယားနဲ့တာမှန်ကန်ပါစေကျွန်တော်တို့ကိုစုံစမ်းစစ်ဆေးဖျက်ဆီးနေတဲ့စာတန်အင်မတန်မှစိတ်ဆိုးပါတယ် Just because things go wrong in your life doesn't mean that you're not serving God the right way. နော်တခါတည်းမှာကျွန်တော်တို့အသက်တာမှာအမားလေးတွေနဲ့ကြုံတွေ့လာတဲ့အခါမျိုးမှာကိုငါတော့ဖယားနဲ့မမှန်ဘူးဆိုပြီးမှမယူဆလိုက်ပါနဲ့ Sometimes we do what God tells us and we get in trouble. နော်တခါတည်းမှာဖယားသခင်ပြောတဲ့အတိုင်းလုပ်တာပဲသို့တော့ပြဿနာနဲ့တွေ့ခဲ့တဲ့အချိန်မျိုးရှိခဲ့တယ်မဟုတ်ဘူးလား Redeemer Church used to be in Herkimer. နော် Redeemer အသင်းတော်လို့ပြောတဲ့အခါမှာတစ်ချိန်လုံးကသူရှိတာကဟာကီမာမြို့မှာရှိတာဖြစ်တယ် But the building was getting small. ဒါပေမဲ့လို့သူတို့ဟာကီမာမှာရှိတဲ့အဆောက်အဦကတဖြည်းဖြည်းနဲ့လူတွေများလာတဲ့အခါမှာအဆောက်အဦတွေမဆန့်တော့ဘူး And
we needed to build a အဲ့ bigger ဒီမှာ building. သူတို့တွက်တယ်ဒါဆိုရင်ငါတို့ဒီထက်ကြီးတဲ့အဆောက်အဦနဲ့ငါတို့စောက်ပြီးမှဖျားရှိခိုးပဲဆိုပြီးမှလုပ်ခဲ့တာဖြစ်တယ် There was a lot of people living in Utica that went to Herkimer. နော်တချို့ဒီမှာယူဒီကာမှာရှိတဲ့လူတွေလည်းဟော့ကီမာကိုတွားပြီးမှဖျားကြောင်းတက်ရတဲ့လူတွေရှိတယ် So we decided to buy property in North Utica. ဒါဆိုမှကျွန်တော်တို့စဉ်းစားလိုက်တယ်ဆုံးဖြတ်လိုက်တယ် North Utica မှာကျွန်တော်တို့မြေဝယ်ပြီးမှဒီဗိမာန်ကိုစောင့်မယ်ဆိုပြီးမှကျွန်တော်တို့တွက်လိုက်တာဖြစ်တယ် Where the church is now was a big empty lot. နော်အခုတင်းတော်ရှိတဲ့နေရာဆိုတဲ့အရာကအရင်တော့ဆိုပြောမယ်ဆိုအဲ့ဒါမြေကွက်လက်အလွတ်ကြီးအကြီးကြီးဖြစ်တယ် There were big piles of sand and weeds growing ကျွန် everywhere. တော်တို့မြင်နေတဲ့မြက်တွေတစ်ပင်တွေခြုံတွေနဲ့ပဲရှိနေတဲ့နေရာဖြစ်တယ် Nobody knew who owned it. ဘဒူကပိုင်တယ်ဆိုတဲ့ကောလည်းဘဒူမှမသိဘူး We finally found out who the owner was. နောက်ဆုံးကျွန်တော်တွေ့သိလိုက်တယ်ဘဒူပိုင်လဲဆိုတော့ They looked at their records. They didn't know they owned the နော် land. သူကသူပြန်ကြည့်တော့သူ့ကိုသူတော့မသိဘူးသူဒီမြေကိုပိုင်ထားတယ်ဆိုမှတော့သူမသိဘူး Sometimes millionaires buy things and forget about ဒီ it. မှာတကယ်ချမ်းသာတဲ့လူတွေကသူတို့ပတ်စံရှိတော့ဝယ်ထားတယ်ဘယ်မှာရှိတယ်ဘာတွေဝယ်ထားမှတော့မသိတဲ့လူတွေရှိတယ် So we got a good deal on the အဲ့ဒီ land. ချိန်မှာအဲ့ဒီမြေကွက်ကိုကျွန်တော်တို့ကဈေးတက်တာနဲ့ပြောမယ်ဆိုရင်ကဲပဲ good deal ပေါ့နော် And we start building a beautiful building on that land. နော်အဲ့ဒါကြောင့်အဲ့ဒီကနေစပြီးမှကျွန်တော်တို့ကအင်မတန်လာပါတဲ့အဆောက်အဦကိုအခုတွေ့နေရတဲ့နေရာမှာကျွန်တော်တို့စောက်ခဲ့တာဖြစ်တယ် So many people got angry. အဲ့ဒီချိန်မှာဒီယူဒီကာမှာရှိတဲ့လူတွေမြောက်များစွာသောလူတွေကအင်မတန်မှစိတ်ဆိုးကြတယ် Utica government got very angry. အထူးသဖြင့်ယူဒီကာမြို့မှာရှိတဲ့အစိုးရအဖွဲ့အစည်းတွေကဒီအမှုအရာပေါ်မှာလုံးဝမကြိုက်ဘူးစိတ်ဆိုးကြတယ် Because when land belongs to someone, they have to pay tax on it every year. နော်ကျွန်တော်တို့ကဒီလိုမျိုးလူတစ်ယောက်ကအဆောက်တော့ပဲဆိုလို့ရှိရင် tax ကိုနေ့တိုင်းပေးရပြီ But a church does not pay ဘာ taxes. လို့လဲဘာဖြစ်လို့အတင်းတော့ဆောက်ရကြတော့ tax ပေးစရာမလိုဘူးဆိုရင်အစိုးရစိတ်မပြောဘူး So everyone was saying, how did they get that land? Who owned it? လူတွေကအစိုးရဖွဲ့စည်းတွေကဒါဆိုဒီအတင်းတော့ဖြစ်လာဖို့ဒီမြေကိုဘဒုစရာဝယ်တာလဲဘဒုစရာရတာလဲဆိုပြီးမှလူကစုံစမ်းကြတယ် We start building and all inspectors came and you have to do it this way. အဲ့လိုစောက်ပြီးစောက်တဲ့ခါမှာအစစ်ဆေးတဲ့လူတွေကလည်းလာပြီးမှဒီလိုဖြစ်တယ်ဟိုလိုဖြစ်တယ်စသဖြင့်ပြောကြတယ် But now ဒါပေမဲ့အခုကြည့်ပါ everybody's friendly with us. ခုနကပြောတဲ့လူတွေအားလုံးနဲ့ကျွန်တော်တို့ကမိတ်ဆွေတွေဖြစ်သွားပြီ It wasn't the city government we were fighting. เนาะဒါကြောင့်ကျွန်တော်နားလည်ရမှာကျွန်တော်တို့ဒီ Utica City ရဲ့အစိုးရအဖွဲ့နဲ့ကျွန်တော်တို့ကသူတို့နဲ့တိုက်ခိုက်နေတာမဟုတ်ဘူးသူတို့နဲ့အငင်းခုန်ဖြစ်နေတာမဟုတ်ဘူး Because we don't fight against flesh and blood. ဘာဖြစ်လို့လဲဆိုကျွန်တော်တို့ရဲ့နားလေထားရမှာကကျွန်တော်တို့အသွေးအသားရှိတဲ့လူတွေနဲ့လောက်ပဲတိုက်ခိုက်ရှင်ပြန်နေရတဲ့လူတွေမဟုတ်ဘူး We were doing the will of God. ကျွန်တော်တို့ဒီဖယားသခင်ရဲ့အလိုတော်အနဲ့အညီလှုပ်ဆောင်နေကြတယ်ဆိုတော့ကိုနားလေ But the devil rose up and caused ဆိုတဲ့ resistance. အခါမှာစာရန်ကလည်းဘယ်တော့မှအငြိမ်မနေဘဲနဲ့ပြဿနာဆိုတဲ့အရာကိုသူကခေါ်ဆောင်ပြီးတော့ဖျက်ဆီးတယ်ဆိုတော့ကိုကျွန်တော်နားလည်ရမှာဖြစ်တယ် So the lawyers are telling the judge all these things that Paul didn't do. ဒါကြောင့်ခုနက lawyer လို့ပြောတဲ့ရှေ့နေကတရားသူကြီးကိုပေါ်ကဒါတွေလောက်ပါတယ်ဆိုပြီးမှကျွန်တော်အိမ်ရောက်ဖတ်ကြည့်ပါဒါတွေကိုသူလှုပ်ခဲ့ပါတယ်ဆိုပြီးမှသူ့ကိုတစ်ဖက်တာဆွဆွဲတာဖြစ်တယ် But Paul doesn't say, oh, they're all liars. နော်ဒါပေမဲ့ရှင်ပေါလုကလည်းသူပြောတဲ့အရာတစ်ခုမှမဟုတ်ဘူးသူအလိမ်နေပဲလို့မပြောခဲ့ဘူး He stays very calm. သူကတကယ်ကိုပဲညင်ညင်တတစိတ်တက်ခေါင်းလို့နော်ဘယ်လိုပြောမလဲ Because ညင်တက်စွာနဲ့ပဲဘယ်လိုပြန်ပြောလဲဆိုတော့ he knows he didn't do those things. ဘာဖြစ်လို့လဲဆိုတော့ဘာဖြစ်လို့တလောက်တော့ခန်းဖြစ်ရတာဘာဖြစ်လို့တလောက်တော့ညင်တက်ခြင်းရှိနေရတာလဲဆိုသူမမလုံထားတဲ့အရာယူသူသွားယူဘာပြောနေအောင်မှာလဲ Now, I believe in submission to authority. ဒါကြောင့်ကျွန်တော်က submission လို့ပြောတဲ့အနံစက်ကချင်းနဲ့အခွင့်အာဏာဆိုတဲ့အရာကိုအင်မတန်ကျွန်တော်အဲ့ဒီပုံမှာယုံကြည်မှုရှိတယ် I submit to my pastor and the elders of Redeemer. အဲ့ဒီအတိုင်းပဲကျွန်တော်အထက်မှာရှိတဲ့ကျွန်တော်ရဲ့ထက်ငယ်တဲ့ကျွန်တော်ရဲ့တင်းအိုဆရာတွေခေါင်းဆောင်တွေပုံမှာကျွန်တော်ကသူတို့ကို submit လုပ်ရတာဖြစ်တယ်သူတို့အနံရတာဖြစ်တယ် But each of us only answer to God. နော်
ဒါပေမဲ့အရောက်စီတိုင်းရဲ့အဖြေကဘာကပဲရှိလဲဘယ်ကပဲလာလဲဖယားသခင်စီကပဲလာတယ်ဆိုတော့ကျွန်တော်တို့အပြေးဝမြင်တွေ့ရတာဖြစ်တယ် Let's read Acts 24:16. ဒီခုနဟာပဲပြန်ဖတ်ရနော် one more time Yes. တမန်တော်ဝတ္ထုအခန်းကြီး24:16ဒါကြောင့်မို့ဖယားသခင်ကိုပြစ်မှားပြီးလူတို့ကိုပြစ်မှားပြီးကိုယ်စိတ်နှလုံးတည်တဲ့ကိုယ်၌အပြစ်တင်ခွင့်နဲ့အစဉ်ကင်းလွတ်မိအကြောင်းအကျွန်ုပ်သည်ကြိုးစားအားထုတ်ပါ၏ So Paul just says, I keep my heart right before ဒါ God. ကြောင့်တမန်တော်ရှင်ပေါလုကသူတို့ယုစုတဲ့အပေါ်မှာပဲတော့စိတ်ဖြစ်နေတာမဟုတ်ပဲသူကဖယားသခင်နဲ့ဂျားမှာရှိတဲ့သူ့ရဲ့စိတ်နှလုံးဒီမှန်ကန်တယ်ဆိုတဲ့အရာကိုတက်တည်ပြုတဲ့လူမျိုး He's saying, I strive to keep things right. နော်သူကနေမှဖယားသခင်နဲ့တာဆိုရင်ဒီအရာကတက်တည်အထောက်ထားစုံလင်တယ်ဆိုတဲ့အရာပေါ်မှာသူကဟောပြပေးချင်တာ We need to work toward keeping our heart right before God. ဒါကြောင့်ကျွန်တော်တို့ရဲ့အသက်တာမှာဖယားသခင်ရဲ့အရှိတော်မောက်မှာမှန်ကန်ဖို့လိုတယ်ဆိုတော့ကိုအဓိကပြောချင်တယ် To keep your conscience clear with no guilt takes work every day. ဒါကြောင့်မို့ကျွန်တော်တို့ရဲ့ကိုယ်ချင်းတရားလို့ပြောတဲ့အရာကနေရဲ့စင်တိုင်းမှာဖယားရဲ့အရှိမှာအမြဲတမ်းကောင်းမှုဖို့ရန်အတွက်ထိမ့်သိမ်းစောင့်ရှောက်ဖို့လိုတယ်ဆိုတာကိုပြောချင်တာဖြစ်တယ် Proverbs 10, verse 9. နော်ကျွန်တော်တို့တုတ်တန်30ကိုကြည့်တဲ့အခါမှာတုတ်တန်30ကိုမှဘယ်လိုပေါ်ပြထားတယ်လဲဆိုတော့ဖြောင်းမခြင်းလန်းတို့လိုက်တော်သူသည်တဲ့အနည်းမှန်လိုက်ပြီတဲ့ကောက်တော်လန်းတို့လိုက်တော်သူမူကားတဘောထင်ရှားလိုက်မည် When we're living right, there's no fear. ဒါကြောင့်ကျွန်တော်တို့အသက်တာမှာမှန်ကန်နေပါစေဘယ်အရာမှကျွန်တော်တို့ကြောက်စရာအကြောင်းမရှိဘူး If I'm on the thruway and I drive 65 miles an hour, နော်ကျွန်တော်ကဒီ throughway လမ်းမပေါ်မှာ highway လမ်းမပေါ်မှာ65မိုင်လုံးနဲ့ကျွန်တော်မောင်းနေတဲ့ဆိုပါစို့ I don't have to use Google Maps to tell me there's police up နော် ahead. ကျွန်တော်ကအဲ့လို65လို့မောင်းလို့ Google Map ထဲမှာဟိုအရှိမရဲရှိတယ်ဆိုတော့အဲ့ဒီမြေပုံကိုလည်းကြည့်စရာအကြောင်းမရှိတော့ဘူး I don't have to be looking to see if there's police going to ကျွ catch န်တော် me. က65မောင်းနေလို့ဘေးကိုကြည့်တဲ့ဟိုညာကိုကြည့်ပြီးမှငါ့ကိုပလိတ်ကဖမ်းမလားဆိုပြီးမှကြည့်နေစရာလည်းမလိုတော့ So there's no fear. ဒါတော့ကျွန်တော်ကဘာကြောက်ရအောင်ပါလဲ If I drive ဒီ 75, ခြားတော့ကျွန်တော်က95မောင်းပြီဆိုရင်တော့ I have Google Maps on. Google Map ကိုလည်းကျွန်တော်ထောင်ထားတော့မယ် I'm looking. နော် Google Map ကပြောတဲ့အရာကိုလည်းကြည့်မယ်အရှိမရဲရှိမရှိလဲကျွန်တော်စိတ်မကြည့်ရတော့မယ်ဘေးကိုလည်းကြည့်ရတော့ရဲရပဲနော်မှာစောင်းနေမလဲ And there's not peace in my heart. ကျွန်တော်ရဲ့နှလုံးသားထဲမှာငြိမ်သက်ခြင်းမရှိတော့ဘူးပြောမယ်ဆိုရင်ကျွန်တော်တခုမားနေပြီဆိုတာသိနေလို့ဖြစ်တယ် Let's read Psalm 26, verse 1. ဆာလ26ငွေ1 26ခုမြောက်သောဆာလအပိုက်ငယ်1မှာဘလို့ဖော်ပြထားတယ်လဲဆိုတော့အိုးထာဝရဘုရားအကျွန်ုပ်ဒီဖြောင်းမချင်းလန်းတို့လိုက်တော်ကြောင်းအကျွန်ုပ်ဖက်တဲ့တရားစီရင်တော်မူပါအကျွန်ုပ်ဒီထာဝရဘုရားကိုခိုးလုံ၍ရွေ့လျာခြင်းနဲ့ကင်းလွတ်ပါလိမ့်မည် Amen So if you're driving 65 and the police tell you you were doing 75, ကျွန်တော်က65မောင်းလို့ရဲကကျွန်တော်ကိုဖိုင်းမှာနင်း95မောင်းတယ်လို့သူကျွန်တော်ကိုလာပြီးရိုးဆွလိုက်လို့ရှိရင် then you can pray like Psalm 26, God make it right. ဒါဆိုရင်ကျွန်တော်တို့ခုနကဖယားသူတောင်းလို့မျိုးဖယားသခင်ကကျွန်တော်တို့ကိုအမှန်ကန်ဆုံးဖြည့်ရှင်းပေးမယ်လို့ပဲဖယားစီမှာကျွန်တော်တို့တောင်းတတော်သူတွေဖြစ်ဖို့လိုတယ် But you can say, God, I know I was doing 65. ဒါပေမဲ့အဲ့ဒါကြောင့်ကိုတာပြီးမှဖယားကိုလည်းကျွန်တော်တို့တိပြောမှကိုတော့တိပါတယ်ကျွန်တော်တကယ်ပဲ65မိုင်နဲ့မောင်းနေဆိုတာကိုတော့တိပါတယ် God, I will pay the fine, but I was right. နော်ဟုတ်ပါတယ်သူကကျွန်တော်ကို95မောင်းလို့ကျွန်တော်ကိုဒဏ်ငွေတက်ပါတော့လေအဲ့ဒဏ်ငွေကျွန်တော်ပေးပါတယ်တို့တော့ဖယားတိတယ်ဆိုတော့နှလုံးသားမျိုးပဲကျွန်တော်ရှိရမှာဖြစ်တယ် Let's look at 1 Peter chapter 3, verse 16. တစ်ပေခန်းကြီး3ငွေ16ကိုကျွန်တော်တို့ကြည့်အောင်တစ်ပေခန်းကြီး3ငွေ16မှာခရစ်တော်၌တင်တို့ကျင့်တော်အကျင့်ကောင်းကိုရှုံချတော်သူတို့သည်ကဲရဲ့ဖြစ်တင်သောအခါကိုယ်တိုင်ရှက်ကြောက်ခြင်းမရှိမိအကြောင်းတင်တို့သည်ကိုတိတော်စိတ်ကြည်လင်လက်နေကြလော There's another verse that says, let the heathen rage. နော်တ
နောက်တစ်ခုပြောချင်တာကဒီဘယ်လောက်ပဲပူနေဘယ်လောက်ပဲမိုးရွာနေပါစေစိတ်မပူပါနဲ့နော်ပြောချင်တဲ့သဘောက When I was first coming to the International, နော်ကျွန်တော်ပြီးခဲ့တဲ့ဒီ international ကိုရောက်လာခါစားအချိန်တော့ပြန်စဉ်းစားကြည့်တဲ့အခါမှာ someone came to me and said, Pastor, there are people that are saying bad things about us. နော်လူတယောက်ကကျွန်တော်လာဆရာတိလားတဲ့လူတွေကကျွန်တော်ဆရာကိုမကောင်းဘူးပြောတယ် I said, are they true? သူတို့အမှန်ပဲလား No. They said, the person said, no, it's not true. မ true မမှန်ဘူးလေ Then it doesn't matter. ဒါဆိုဘာပြဿနာရှိတော့နေကြားတာကမားနေတယ်ဒါပေမဲ့ငါကအဲ့လိုမျိုးမဖြစ်နေဘူးဆိုရင်ပြီးပြီလေပြဿနာမရှိတော့ဘူးမဟုတ်ဘူးလား But our human nature is to want to fight. ဒါပေမဲ့လူလို့ပြောတဲ့အခါမှာလူရဲ့သဘောတဘာဝအပြစ်သဘောတဘာဝကဘာဖြစ်လဲပြန်ပြီးမှတိုက်ချင်တယ်ပြန်ပြီးမှတောက်ပြန်ချင်တဲ့လူတွေပဲဖြစ်တယ် Now, I'm older than most of ဒီ you. မှာရှိတဲ့လူတွေနဲ့ဆိုင်ကျွန်တော်ကအသက်အရွယ်ကြီးရတဲ့လူလို့ကျွန်တော်နားလည်ထားတယ် I have a little wisdom about these things. နော်ကျွန်တော်ကဒီအခုပြောမဲ့အရာလေးအပေါ်မှာတာ၍တည်တဲ့လူတယောက်တာယူမှနားလည်ထားတဲ့လူတယောက်လို့လည်းကျွန်တော်ထင်တယ် I've had people talk against me, လူတွေကကျွန်တော်ကိုမကောင်းပြောလာတဲ့အခါမျိုးမှာ and God let me fight them. ဘုရားခင်ကကျွန်တော်ကိုဒီလူတွေနဲ့တွားပြီးမှတခုခုလှုပ်ပါလို့ပြောတဲ့အခါမျိုးမှာ It did not go well. အဲ့ဒီလိုလှုပ်ပါလို့ပြောပြီးဆိုကြတဲ့အဲ့ဒီမျိုးလှုပ်မယ်ဆိုတာကောင်းတဲ့အရာတော့ဖြစ်လာမှာမဟုတ်ဘူး So when our heart is right, we can let God fight ဒါကြော for င့်ကျွန်တော် us. တို့ရဲ့နှလုံးသားကမှန်ကန်ပါစေဘလောက်ပဲကျွန်တော်တို့ကြားနေရတဲ့အရာတွေကမာယွင်းနေပါစေအောင်ဘုရားသခင်ကပဲဒီစစ်ပွဲဘုရားသခင်ကပဲဒီအမှုရာကိုပြီးမြောက်အောင်လုပ်ပေးမယ်ဆိုတော့ကျွန်တော်တို့အဆုံးတိုင်းယုံကြည်တော်သူတွေဖြစ်ဖို့လိုတယ် When we're fighting, we don't sleep at night. နော်ကျွန်တော်တို့တကယ် fight တော့မယ်လို့ပြောတဲ့အခါမှာညပါမအေးရတဲ့နေ့တွေလည်းရှိပါတယ် When God is fighting for us, we fall sound ဒါ asleep. ပေမဲ့ဘုရားသခင်ကကျွန်တော်တို့တိုက်ပြီးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကအိမ်ဆက်ပြီးမှနေုံပဲမဟုတ်ဘူးလား Peter here was teaching what Paul was living. ဒါကြောင့်တမန်တော်ပေတရုကတင်ကြားခြင်းအမှုလုပ်တဲ့အပေါ်မှာရှင်ပေါလုရဲ့အသက်တာက sorry Peter was teaching What Paul was actually living. နော်ရှင်ပေါလုကြတော့သူကအသက်တာနဲ့ရှင်ပြီးမှပြောပြထားတာဖြစ်တယ် So we have to ask ourselves, ဒါကြောင့်ကျွန်တော်ကိုပြန်ပြီးမှယနေ့မေကွန်းထုတ်တာတော်သူတွေဖြစ်ဖို့လိုတယ် is there anything that's wrong between me and God? နော်ကျွန်တော်တို့ရဲ့ဖခင်ရဲ့ကြားမှာတခုခုမာယွင်းနေပြီလားပြန်ပြီးမှစဉ်းစားပါ We have to ask ourselves, is there someone that I need to forgive? ကျွန်တော်တို့ပြန်ပြီးမှမေခွန်းထုတ်ပါဘယ်သူတယောက်အပေါ်မှာကျွန်တော်တို့ခွင့်လို့ဆရာအကြောင်းကြီးရှိတယ်လေဆိုတဲ့အရာကိုစဉ်းစားပါ Is there someone I need to ask forgiveness ဒါမှ from? မဟုတ်လူတယောက်အပေါ်မှာကျွန်တော်ကခွင့်လို့ပေးရမယ်ဆိုတဲ့အကြောင်းအရာမျိုးဖြစ်နေရင်လေတင်အဲ့ဒီအဖြေကိုရအောင်ရှာပါ So, Paul in the courtroom, the final thing that really is the discussion is about the resurrection. နော်ဒါကြောင့်တမန်တော်ရှင်ပေါလုကတရားသူကြီးရဲ့ရှေ့မှာတရားခွင်မှာဘလောက်ပဲပါတယ်ဖြစ်နေပါစေအဓိကဒီမှာပေါ်ပြပေးတဲ့အကြောင်းအရာကဖယားသခင်အားဖြင့်ဖယားသခင်ရဲ့ကယ်တင်ခြင်းနဲ့ဆိုင်တဲ့အကြောင်းအရာကဒါလေအဓိကအဖြေဖြစ်တယ်ဆိုတော့ကျွန်တော်တွေ့ရတာဖြစ်တယ် They didn't like that Paul was talking about Christ rising from the ဘာ dead. ဖြစ်လို့လဲဆိုတော့သူတို့ကရှင်ပေါလုဒီတဲ့တရားကနေရှင်ပြန်ထမ်းမြောက်တော်မူသောဖယားဖြစ်တယ်ဆိုတော့မကြိုက်လို့အဲ့ဒီတစ်ခုတည်းနဲ့သူတို့ကပေါ်ကိုရှင်ပေါလုကိုသူတို့ကရိုးစွတ်ထောင်ချကြတာဖြစ်တယ် So, if Jesus didn't rise from the dead, then we just look at the Bible and say, those are good ideas. နော်ဟုတ်ပါတယ်ကျွန်တော်တို့ကသခင်ယေရှုခရစ်တာတည်သွားပြီးရှင်ပြန်ထမ်းမြောက်ခြင်းမရှိဘူးဆိုရင်ကျမ်းစာတွေကိုကျွန်တော်ကြည့်ဒါလေးကတော့ငါတို့တည်တင်တာလောက်ပဲဆိုပြီးမှထင်ကောင်းထင်မယ် You know, if Jesus didn't rise from the dead, then he was a good teacher and he did some nice things. နော်ဟုတ်တယ်သခင်ယေရှုကတည်ထားတဲ့ပြန်ရှင်ပြန်ထမ်းမြောက်လာသူကဆရာဖြစ်တယ်သူရဲ့တင်ကြားခြင်းကလည်းမှန်ကန်တယ်ဆိုလို့ရှိရင် But if he didn't rise from the dead, oh sorry or if he did rise from the ဒါ dead, ကြောင့်ကျွန်တော်တို့ကသခင်ယေရှုဖခင်သည်အမှန်ရှင်ပြန်ထမြောက်ခဲ့တဲ့ဖခင်ဆိုတာကိုသိတယ်
ယုံကြည်တယ်ဆိုလို့ရှိရင် then we really need to pay attention to everything he said. ဒါဆိုရင်ထိုးတစ်ခင်ပြောခဲ့တဲ့အတိုင်းထိုးတစ်ခင်မှာကြားထားတဲ့အတိုင်းကျွန်တော်တို့ကတသွေးမသိမ်းလိုက်လျှောက်အသက်ရှင်တော်သူတွေဖြစ်ဖို့လိုတယ်မဟုတ်ဘူးလားမိတ်ဆွေ The resurrection is the proof that he was God. ဒါကြောင့်မို့ရှင်ပြန်ထမြောက်ခြင်းတစ်ခုတည်းကသာလေသူဒီဖျားဖြစ်တယ်ဆိုတာကိုတက်သေးထူပေးတာဖြစ်ပါတယ် Let's read John 11:25. ယောဟန်ခရစ်ခန်းကြီး7အငယ်25မှာယေရှုကလည်းငါသည်ထမြောက်ခြင်းအကြောင်းအသက်ရှင်ခြင်းအကြောင်းဖြစ်ပြီးငါကိုယုံကြည်သောသူသည်တေလွန်တော်လဲရှင်လိမ့်မည် See, if this is what Jesus is saying. ဒါတကယ်ယေရှုပြောခဲ့တဲ့ငါကိုယုံကြည်သောသူလို့ပြောခဲ့တာဖြစ်တယ် So if he didn't raise from the dead, then he was a liar. နော်သူသာတကယ်လို့ရှင်ပြန်ထမြောက်ခြင်းမရှိဘူးဆိုသူရေးထားတဲ့အရာတွေအားလုံးကအလိမ်တက်တယ်ပဲမဟုတ်ဘူးလားမိတ်ဆွေ But then 1 Corinthians 15 verse 6, ဒါမှနောက်ထပ်ကျွန်တော်ကြောင့်တိကောခန်းကြီး15ငယ်6ကိုကျွန်တော်ကြည့်တဲ့အခါမှာ let's read that. နော်တိကောခန်းကြီး16မှာထို့ကြောင့်တဲ့ညီကို900မကတပြိုင်နဲ့မြင်ရကြ၏ထိုသူတို့တွေအများသောသူတို့သည်ယခုတိုင်အောင်အသက်ရှင်ကြသည်၏အချို့တို့သည်အိပ်ပျော်ကြပြီ It wasn't just the 12 apostles that saw Jesus. တကယ်ယေရှုရှင်ပြန်ထမြောက်တယ်ဆိုတဲ့ကတမန်တော်7ယောက်ပဲမြင်တာမဟုတ်ဘူး There was over 500 people that saw him. လူပေါင်း900ထဲမှာဒီအမှုအရာပေါ်မှာမြင်တယ်လို့ Christianity isn't about just living right. ဒါကြောင့်ခရိယန်တရားခရိယန်အသက်တာခရိယန်လို့ပြောတဲ့အကြောင်းအရာကအသက်တာမှာကိုကမမှန်ကန်ကန်လေးအသက်ရှင်သွားမယ်ဆိုတာတော့ပဲမဟုတ်ဘူး It's about a relationship with Christ and eternal life. အဓိကကကျွန်တော်တို့ကသခင်ယေရှုခရစ်နဲ့မိတ္တဟာယပြုနေပြီးမှသာဝရလို့ခေါ်တဲ့အဆုံးတိုင်ထိုဖခင်နဲ့ကျွန်တော်တို့ကအမြဲရှိနေဖို့ရဖြစ်တယ် So here's Paul in the courtroom. ဒါဆိုရင်အခုပေါလုပြောတဲ့ရှင်ပေါလုကအခုကျွန်တော်တရားစီရင်ရာခေါ်ရုံးတဲ့ကိုရောက်နေပြီသူ့မှာ He's hearing all these lies. သူကြားတယ်ခုနကရှင်းနေပြောတဲ့မဟုတ်တဲ့ဟာတွေသူဆွတ်ဆွဲတဲ့အကြောင်းအရာတွေအားလုံးကိုသူကြားတယ် But then Paul turns everything around and he's controlling what's being said. နော်သူဘလောက်ပဲရှင်းနေတာပြောနေပါစေဘလောက်ပဲတရားသူကြီးရဲ့မြေခွန်းနဲ့ရှုပ်ချက်ခတ်နေပါစေရှင်ပေါလုပဲတာရှင်ပေါလုရဲ့အဖြေကတာခုနကသူတို့ပြောတဲ့အရာတွေအားလုံးအပေါ်မှာလွမ်းမိုးစေတယ်ဆိုတော့ကျွန်တော်တွေ့ရမှာဖြစ်တယ် Paul begins to talk about repentance. အဲ့ဒီမှာရှင်ပေါလုကဘာလို့စပြောလဲဆိုတော့နောင်ဒါရချင်းဆိုတဲ့အကြောင်းအရာကိုသူပြောတယ် He's talking about changing your thinking. နော်ဒါနဲ့မကောက်ဘူးသူကတင်းတို့စဉ်းစားနေတဲ့တင်းတို့ရဲ့အတွေးခေါ်တွေတင်းတို့ရဲ့ကြံစီသမျှတွေအားလုံးကိုပြောင်းလဲဖို့ရတဲ့ရှင်ပေါလုကသူတို့ကိုပြန်ပြီးမှပြောခဲ့တယ် Repentance isn't just saying, I'm sorry. နော်နောင်တရတယ်လို့ပြောတဲ့အခါမှာ I'm sorry ငါကျွန်တော်မားပါတယ်ဆိုတာတော့ပဲပြောတာမဟုတ်ဘူး Repentance is putting God completely in charge of your life. နောင်တရစစ်မှန်တဲ့နောင်တရခြင်းဆိုတာကကျွန်တော်တို့ရဲ့အသက်တာကြံရှိတဲ့အသက်တာမှာသခင်ယေရှုတပါးဒီကတာလေကျွန်တော်တို့ကိုကိုင်းတွယ်ဖြည့်ရှင်းဖို့ရန်ဆိုတဲ့စစ်မှန်တဲ့နောင်တကိုပြောတာဖြစ်တယ် It's letting God be in charge of the way we live, နော်ကျွန်တော်တို့ရဲ့ life ကျွန်တော်တို့သက်တာလေးပဲပြောတာမဟုတ်ဘူး the way we work, ကျွန်တော်တို့ရဲ့အလုပ်လောက်ပဲပြောတာမဟုတ်ဘူး the way we handle our money. ကျွန်တော်တို့ရဲ့ငွေရေးကြေးရေးတွေကိုဘယ်လိုကိုင်းတွယ်ရမယ်ဆိုတာလောက်ပဲပြောတာမဟုတ်ဘူး He's in charge of how we love our wives, our husbands, our children. ကျွန်တော်တို့ရဲ့မိန်းမတွေကျွန်တော်တို့ရဲ့ကြားတွေကျွန်တော်တို့ရဲ့သားသမီးတွေဘယ်လိုချစ်ရမယ်ဆိုတာလောက်ကိုပဲကျွန်တော်တို့ထိန်းချုပ်ထားတဲ့တရားမဟုတ်ဘူး See, Felix was listening. ဒါကြောင့်ခုနက just တရားသူကြီး Philip ကနားထောင်တဲ့အခါမှာ But he didn't want to pay the price. သူကနေမှဒီအဖို့ခါကိုသူမပေးချင်ဘူးအပြောချင်တဲ့ဘောကအဖြေမစီရင်ချင်ဘူး He didn't like the idea of changing and repenting. သူကတော့ခုနကပြောင်းလဲရမယ်လို့နောင်တရမယ်ဆိုတဲ့အကြံစီကိုတော့သူမကြိုက်ဘူး Some people say, well, yeah, I heard all that, but I don't agree. နော်သူချုပ်ကထင်တယ်အော်ကနေပြောတာကကြားတယ်မှန်တယ်ဒါပေမဲ့ငါလက်မခံချင်ဘူးကွာလို့ပြောလို့ရှိတယ် Then you can't accept Jesus. ဒါကိုဘာနဲ့ပြောချင်တာလဲဒါဆိုရင်သင်သခင်ယေရှုခရစ်ကိုမယုံကြည်တာနဲ့အတူတူပဲ
Repentance is a total turning of our ကာ life. ရခြင်းလို့ပြောတဲ့အခါမှာလောဝအုတ်တုံပြန်လဲလာတဲ့အသက်တာကိုပြောတာဖြစ်တယ်မိတ်ဆွေ Many people believe the gospel in their mind. နော်လူတော်တော်များများကနှုတ်ကပတ်ကိုယုံကြည်တယ်သူတို့ရဲ့အသွေးထဲမှာတော့ပဲယုံကြည်တဲ့သူတွေရှိတယ် But they're not willing to surrender. သူတို့ရဲ့အသက်တာမှာတကယ်စစ်မှန်တဲ့နောင်တရခြင်းနဲ့ပြန်လဲအနံ့ခြင်းလို့ခေါ်တဲ့မိမိရဲ့အသက်တာကိုစက္ကပ်ခြင်းနဲ့ဆိုတဲ့အရာမျိုးနဲ့မပါဝင်ခြင်းတဲ့သူတွေမြောက်များစွာရှိတယ် Jesus gave his life that we could be free. ဒါကြောင့်တခင်ယေရှုကကျွန်တော်တို့အရောက်စီတိုင်းနဲ့သူ့ရဲ့အသက်ကိုပေးခြင်းသည်ဒီနေ့ကျွန်တော်တို့လူသားတွေအားလုံးလွတ်မြောက်ခွင့်ရဖြစ်တယ်ဆိုတော့ကျွန်တော်နားလည်ရမှာဖြစ်တယ် He paid the price for all of our wrongdoing. နော်သူပေးခဲ့တဲ့အဖို့အခါဒီကျွန်တော်တို့အသက်တာမှာမာခြင်းဆိုတာပြုတ်ခဲ့တဲ့အရာအားလုံးတွေထိုသခင်ဒီအဖို့အခါပေးခဲ့တဲ့တရားဖြစ်တယ် In the next couple of chapters, we'll see King Agrippa. နော်အဲ့ဒီမှာအခင်းအရိပါနဲ့ပတ်သက်တဲ့အကြောင်းအရာတွေလည်းကျွန်တော်တွေ့ရအောင်မှာဖြစ်တယ် Paul talked to him. ဘောကသူနဲ့စကားပြောခဲ့တဲ့အကြောင်းအရာတွေကျွန်တော်ကြားရအောင်မှာဖြစ်တယ် I don't want to spoil who's ever going to be preaching about this. အဲ့ဒီအကြောင်းအရာကိုဘယ်သူပြောမယ်ဆိုတဲ့ဟာကိုကျွန်တော်ကသွားကြိုတင်ပြီးမပြောချင်ဘူးเนาะအဲ့ဒီချိန်ကြမှာစိတ်လှုပ်ရှားစွာနဲ့ကျွန်တော်တို့နားထောင်ပြီးမှ But King Agrippa said, "You almost persuade me." เนาะအဂရိပေါ်ဆိုတဲ့ဘုရင်ကရှင်ပေါလုပြောတဲ့ပုံမှာနောက်ဆုံးတစ်ခုလို့ပြန်ဖြေလိုက်နေငါကိုတဲ့စိတ်ပြောင်းသွားလောက်အောင်ယုံကြည်ရသွားလောက်ပြောင်းသွားလောက်အောင်ပြောတတ်ပြောင်းလုပ်နေတာလားလို့ Felix the judge listened to မ Paul. ဟုတ်တယ်ဒီမှာလည်းဖိလိပ္ပပြောတဲ့တရားသူကြီးကရှင်ပေါလုပြောတဲ့စကားကိုသူနားထောင်တယ် But he didn't like the feeling that the Holy Spirit was speaking သူ to ရဲ့ him. အဲမှာတကယ်စစ်မှန်တဲ့တန်ရှင်းသောဝိညာဉ်တော်ကလက်ခံဖို့ရန်ဆိုတဲ့အကြောင်းအရာကိုတော့သူအလက်မပေးဘူး Did you ever? Well, I'll say it anyway. You're in a meeting and they're preaching about sin. You're in a church and they're preaching about sin. သူကအပြစ်နဲ့ပတ်သက်ပြီးမှသူတရားဟောတယ်ဆိုလို့ရှိရင် All of a sudden, people have to use the restroom. နော်လူတွေကအော်အဲ့ဒီချိန်မှာအကြောင်းပြချက်လေးနဲ့တွားပြီးမအိမ်တာတွားချင်တဲ့လူတွေရှိလာပြီမဟုတ်ဘူးလား It's not because their body says go to the restroom. It's because အော်ဒီအပေါ်လေးတွားဖို့ရန်အတွက်ပြောနေတာမဟုတ်ဘူး they don't like hearing that they're in sin. သူတို့အဲ့ဒီဟောကြားခြင်းအပြစ်နဲ့ဆိုတဲ့ဟောကြားခြင်းကိုမကြားချင်တဲ့အတွက်ကြောင့်မလို့အဲ့ဒါကိုရှောင်ချင်တဲ့အတွက်ကြောင့်မလို့အပေါ်အလေးထွားချင်တာဖြစ်တယ် So Felix listened. ဒါဆိုဖိလိပ္ပကနားထောင်နေတယ် He didn't like it, သူမကြိုက်ဘူး but he wanted to make people happy. ဒါပေမဲ့လူတွေပျော်သွားအောင်လူတွေစိတ်ကျေနပ်သွားအောင်ဒီတရားယူခွင့်မှာရှိတဲ့နားထောင်နေတဲ့လူတွေကျေနပ်သွားအောင်လို့စကားလေးတော့သူပြောရအောင်မယ်မဟုတ်ဘူးလား So he kept Paul in jail. အဲ့မှာသူကရှင်ပေါလုကိုအချုပ်ထဲမှာထားလိုက်ပါအောင် But the story continues. နောက်တစ်ပတ်မှာဆက်ပြီးမှကျွန်တော်တို့ဟောယူသွားကြရအောင် You'll have to come next week. ဒါဆိုရင်နောက်တစ်ပတ်မဖြစ်မနေတင်လာတော့မယ်ဆိုတာကျွန်တော်ပြောချင်တယ် Let's stand together. ဘုမတရားကြအောင်နော်အားလုံးနော်စတောင်းချင်းအမှုနဲ့ကျွန်တော်တို့ရုပ်သိမ်းကြအောင်ကိုလိုဖျားကျေးဇူးတင်တယ်ဒီရှင်ပေါလုကဲ့သို့တာသမီးရဲ့အသက်တာမှာမိမိတို့ရဲ့စိတ်ထဲကထွက်လာတဲ့အရာတွေမိမိတို့ရဲ့ခံစားချက်တွေမိမိတို့ရဲ့သိထားတဲ့အမှန်တရားတွေဆိုတဲ့ထက်ကိုလိုဖျားရဲ့ကစစ်မှန်စွာရှိမယ်ဆိုလို့ရှိရင်အရာခတ်သိမ်းတို့ဒီပြီးဆုံးသွားမယ်အောင်မြင်သွားမယ်ဆိုတဲ့နှလုံးသားမျိုးနဲ့အသက်ရှင်တတ်တော်ညီကိုမောင်နှမအရောက်စီတိုင်းဖြစ်စေဖို့ကိုတော်မဆာတော်မူပါဂျေဇုတင်တဲ့နှုတ်ကပတ်တော်ပေါ်မှာ၎င်းဒီနေ့ရောက်ရှိလာတဲ့ညီကိုရောက်စီတိုင်းပေါ်မှာတော်၎င်းဒီနေ့ online ပေါ်မှာကြည့်ရှုတဲ့ညီကိုအရောက်စီတိုင်းအားဖြင့်တော်၎င်းနှုတ်ကပတ်တော်အားဖြင့်အလင်းကိုပေးတော်မူပါဂျေဇုတင်တဲ့ပါဗျာဒါတမီးတို့ရဲ့အသက်တာမှာဒီ၍ဒီများလောက်ပဲနှုတ်ကပတ်တော်ဒီ affect ဖြစ်နေတာမဟုတ်ဘူးနှုတ်ကပတ်တော်ဒီ the truth လို့ခေါ်တဲ့တမန်အတရားဆိုတဲ့အတိုင်းပဲမိမိတို့အသက်တာမှာနှုတ်ကပတ်တော်ကဲ့သို့လိုက်လျှောက်အသက်ရှင်တတ်တော်ညီကိုရောက်စီတိုင်းဖြစ်စေကိုတော့မဆာတူတင်လမ်းပြပေးသနာတော်မှာမိအကြောင်းတပါးဒီတော်သားတော်တကယ်ရှိခရစ်နာမနဲ့ဆုတောင်းဆက်ကပ်၍ယနေ့ကျွန်တော်တို့အစီအစဉ်ကိုအဆုံးသတ်ပါတယ်ဖပါဗျာအာမင်